ونستغفره ونؤمن به ونتوكل عليه ونعوذ بالله من شرور أنفسنا ومن سيئات أعمالنا من يهده الله فلا مضل له ومن يضلله فلا هادي له ونشهد أن لا إله إلا الله وحده لا شريك له ونشهد أن سيدنا ونبينا ومولانا محمدا عبده ورسوله صلى الله تعالى عليه وعلى آله وأصحابه وسلم تسليما كثيرا كثيرا أما بعد فأعوذ بالله من الشيطان الرجيم بسم الله الرحمن الرحيم يا أيها الذين آمنوا لا تقولوا راعنا وقولوا انظرنا واسمعوا وللكافرين عذاب أليم ما يود الذين كفروا من أهل الكتاب ولا المشركين أن ينزل عليكم من خير من ربكم الله يختص برحمته من يشاء والله ذو الفضل العظيم صدق الله العظيم لذات اسلام تادرا وين نینوںမြတ်ခင်ဗျာပညာထားပြီးဖြစ်တဲ့အတွက်ဒီကနေ့tafsir အစီအစဉ်လုပ်ရမယ်နိုင်တဲ့လောက်အာယတ်တို့တစ်ပိုက်ဖြစ်စီနှစ်ပိုက်ဖြစ်စီဒီအစီအစဉ်ဒီနေ့ပဲစတယ်ပြန်ပြီးအပြက်ခံလို့မဖြစ်ဘူးဆိုပြီးထိုင်လိုက်ခြင်းဖြစ်ပါတယ်နောက်ပြီးတော့ရှရီယတ်တရားတော်အရကျွန်တော်တို့ရဲ့အကာဘီရ်သူတော်စင်ကြီးများဆရာသမားများရဲ့အစဉ်လာကောင်းတရားရှိတယ်ဘယ်ကိစ္စပဲဖြစ်ဖြစ်မိမိဆောင်ရွက်လက်စဆောင်ရွက်နေကြကျင့်စဉ်တစ်ခုခုကိုအကြောင်းတစ်ခုခုပေါ်လာရင်လည်းပဲအပြတ်မခံမဲနဲ့အနည်းဆုံး4-50မိနစ်အဲ့ဒီကျင့်စဉ်ကိုမပြတ်တမ်းအကျင့်ဆောင်ခြင်းဟာဆရာသခင်အကြီးအကဲများရဲ့အစဉ်လာကောင်းတရားဖြစ်ပါတယ်။ဒါကြောင့်လည်းပဲ Hazrat Maulana Ashraf Ali Sahab Thanvi Rahmatullah Alayh Bayanul Quran ဆိုတဲ့ Quran ကျမ်းတော်မြတ်ရဲ့ tafsir ရေးတယ်။နေ့တိုင်း7 နာရီလောက်မှရေးလို့ရှိတယ်။တရက်မှာဧည့်သည်တွေအများများလို့ Quran ကျမ်းတော်မြတ် tafsir ရေးချိန်မှာအပြင်ဧည့်သည်တွေရောက်လာတဲ့အတွက် tafsir Bayanul Quran ရေးချိန်မရလားမရတော့ပုံကိုယ်တွေကိုပြောတယ်ဧည့်သည်တွေကိုခဏလေးစောင့်ပါတဲ့ကျွန်တော်အင်တာအရေးပါတဲ့အရေးကြီးတဲ့လောက်ရတစ်ခုရှိလို့ကျွန်တော်ခဏလေးအခန်းထဲသွားမယ်စာတစ်ကြောင်းရေးတယ်ဘယာနုလ်ကုရ်အာန်စာတစ်ကြောင်းရေးတယ်ရေးပြီးတော့မှပြန်ထွက်လာအပြတ်မခံဘရကတ်ရဲ့ silsila အပြတ်မခံဒါကြောင့်အဘူဒါဘူးကျမ်းမှာအမျိုးသမီးများရဲ့ height ဒီသူတို့ဓမ္မတာယာတိသွေးဆင်းနေချိန်မှာနမတ်ဖတ်ခွင့်မရှိဘူးနမတ်မဖတ်ရနမတ်ဖတ်ခြင်းဟာရမ်အဲ့ဒီလိုဓမ္မတာယာတိသွေးဆင်းနေချိန်မှာလည်းပဲတဲ့တချို့အာလင်ပညာရှင်တွေထံမှာ10 မိနစ်ခန့်မြလောက် नमाज मुसल्ला खेम बीमा खना अल्लाह 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 लो खुशी ला इलाहा इल्लल्लाह सुबहान अल्लाह अल्हम्दुलिल्लाह यादी तो सेन ने ले गजा अरी अच्छे नहीं माले बे अल्लाह को दरी याद है
အမျိုးသမီးတွေယာဒီသွေးဆင်းနေပြီပဲမာဖြစ်သွားပြီချွတ်တီပဲဆိုရင်လုံးဝတချို့အမျိုးသမီးတွေဘာလုပ်တယ်လဲဆိုရင်ယာဒီသွေးရပ်သွားရင်လည်းပဲနမမဖတ်တယ်ရပ်သွားပြီရပ်သွားရင်လည်းယာဒီသွေးမရပ်သေးသလိုလိုဆင်းနေတဲ့ရောင်ရောင်နဲ့ပဲနမ2ချိန်3ချိန်လောက်ကစားလုပ်လိုက်တာတွေ့ရတယ်သူတို့ရဲ့ပေါ့ဆမှုအဲ့ဒါကြောင့်တချို့အာလင်ပညာရှင်တွေကအဲ့ထက်မှဂျုမဟူရ်ဥလမာအာလင်ပညာရှင်အများစုတော့မပါဘူးတချို့အာလင်ပညာရှင်တွေကဒီအကျင့်ကောင်းလေးနမတ်ရဲ့အချိန်မှာမုဆလာခင်းပြီးနမတ်ဖတ်တဲ့အကျင့်ကောင်းလေးလက်လွတ်ဆုံးရှုံးမသွားရလေအောင်မုဆလာခင်းပြီးနမတ်ဖတ်လို့မရတဲ့အခြေအနေဖြစ်တော်ညာလဲပဲခိတ္တခဏထိုင်ပြီးအလာလှုပ်လိုက်ခြင်းဟာဒီအစဉ်အလာကောင်းမပြတ်စေတဲ့ကောင်းမြတ်တဲ့အစဉ်လာပဲဒါကြောင့်ဟာဒီသ်တော်တော်များများမှာရှိတယ်အထူးသဖြင့်အဘူဒါဝုဒ်ကျမ်းထဲမှာဓမ္မတော်မြတ်ကြီးဆလ္လာလာဟူအလိုင်ဝါဆလမ်ရဲ့ထံပါမှာလာပြီးယာရဆူလလာညကကျွန်တော်တဟဂျွတ်မဖတ်လိုက်မိတဟဂျွတ်ကဇာဖြစ်သွားတယ်ဓမ္မတော်မြတ်ဆလ္လာလာဟူအလိုင်ဝါဆလမ်ကနေ့အချိန်မှာတဲ့အနိနမတ်ကိုပြန်ကဇာဖတ်လိုက်ကွာညကမင်းလွတ်သွားတဲ့တဟဂျွတ်နမတ်ရဲ့ကဇာနေ့အချိန်မှာပြန်ဖတ်လိုက်လို့ဟာဒီသ်တော်မှာပါတယ်အမှန်တော့တဟဂျွတ်ဆိုတာကနဖလ်ပဲနဖလ်ဆွန်နတ်ကြိုက်တာပြောဆွန်နတ်တဲ့နဖလ်နဲ့ဆွန်နတ်နှစ်ခုစလုံးဟာအပိုဆလတ်တွေပဲမဖတ်လဲဘာမှမဖြစ်ကစားလဲဖတ်เสียတာဝန်မရှိဘူးဒါပေမဲ့တမန်တော်မြတ်ဆလ္လာလာဟူအလိုင်ဝါဆလမ်ကမဟုတ်ဘူးတဲ့မင်းညကလွတ်သွားတဲ့အဲ့ဒီတာဂျွတ်ကိုနေ့မှပြပါလိုက်ဒါဖရတ်အနေနဲ့ဖတ်ခိုင်းတာလားဆိုတော့မဟုတ်ဘူးအင်တန်ကောင်းမြတ်တဲ့ဒီအကျင့်လက်လွတ်ဆုံးရှုံးသွားခြင်းမရှိရလေအောင်တမန်တော်မြတ်ဆလ္လာလာဟူအလိုင်ဝါဆလမ်ကဆဟာဘီကိုပြုစုပြောတောင်းတို့ဒီ၎င်းမဲ့ဟာဒီသ်တော်တွေထဲမှာရှိတယ်ရှာဘန်လမြ29ရက်နေ့ကြာရင်ရိုဇာမထားကောင်းဘူးယောမုရှက်လို့ခေါ်တယ်ယောမုရှက်ဆိုတာကတန်တရားရှိတယ်အဲ့ဒီနေ့ကမနေ့ကများတနေရာကရမ်ဇာလမြမြင်လိုက်သလားမြင်လိုက်ရင်တော့ငါထားတဲ့ရိုဇာရမ်ဇာလရိုဇာပေါ့မမြင်ဘူးဆိုရင်လည်းနဖလ်ပေါ့ရှရီယတ်တရားတော်ကအဲ့ဒီလိုရိုဇာထားခွင့်မရှိယောမုရှက်ဆိုတာတန်တရားဖြစ်နိုင်တဲ့နေ့ရမ်ဇာလမြ30ရက်နေ့29ရက်မဟုတ်ဘူး30ရက်အဲ့ဒီနေ့ကတနေရာမှာလမြင်ကောင်းမြင်နိုင်တယ်မြင်လိုက်လို့ရှိရင်လည်းငါရိုဇာထားလိုက်တာဟာရမ်ဇာလရိုဇာဖြစ်သွားရမယ်မမြင်လည်းပြဿနာမရှိဘူးငါထားလိုက်တဲ့ရိုဇာကနဖလ်ရိုဇာဖြစ်သွားမယ်ရှရီယတ်ကအဲ့လိုမထားကောင်းဘူးကောင်းပြီအဲ့ဒီရှာဘန်လမြ30ရက်နေ့ရဲ့ရိုဇာဘယ်လိုထားကောင်းလဲလူတယောက်ကတချို့ပုဂ္ဂိုလ်တွေရှိတယ်ဒါရီမထားနိုင်ဘူးကိုတာအင်ကြီးမဝတ်နိုင်ဘူးအုတ်ထုပ်အမြဲမဆောင်းနိုင်ဘူးဒါပေမဲ့ကျင့်စဉ်ကြည့်ရမှာတော်တော်ကြီးရှေ့ရောက်နေတာတွေ့ရတယ်ဥမာအဲ့ရမပြီးစီရိုဇာ3လုံးထားလေထားလာရှိတယ်တလတိုင်း73 14 15လပြည့်ညတွေမှာရိုဇာထားတယ်ကြာသပတေးနေ့ရိုဇာထားတယ်တနင်္လာနေ့ရိုဇာထားတယ်အပေါ်ယံကြည့်လိုက်လို့ရှိရင်တော့ဘာသာရေးလေးစားတဲ့ဒဏ္ဍာမရှိဘူးဒါပေမဲ့အလ္လာဟ်တောဖီကပေးလို့မြောက်များစွာသောပုဂ္ဂိုလ်တွေရှိတယ်အထင်သေးလို့မရအဲ့ဒီထားပါတော့အဲ့ဒီပုဂ္ဂိုလ်မျိုးကအပတ်တိုင်းတနင်္လာနေ့ရိုဇာထားလေးရှိတယ်ကြာသပတေးနေ့ရိုဇာထားလေးရှိတယ်ရှာဘန်လမြ30ရက်နေ့နဲ့တနင်္လာနေ့နဲ့သွားကြုံတယ်ဘုမို့ကြာသပတေးနေ့သွားကြုံတယ်တမန်တော်မြတ်ဆလ္လာလာဟူအလိုင်ဝါဆလမ်ကအဲ့ဒီလိုအကျင့်ကောင်းရှိတဲ့ပုဂ္ဂိုလ်ရမ်ဇာလမြ30ရှာဘန်လမြ30ရက်နေ့မှာလည်းပဲရိုဇာထားတယ်ထားခွင့်ရှိတယ်သူ့အကျင့်မပြတ်ရဘူးအဲ့တော့အကျင့်ဟာအလ္လာဟ်ရှင်မတခင်ချီးမြှင့်ထားတဲ့ဒီအကျင့်ကောင်းဟာအင်တန်တန်ဖိုးရှိတယ်အဲ့ဒီတန်ဖိုးရှိတဲ့အကျင့်ကောင်းဘယ်တော့မှလက်မလွတ်စေနဲ့
ပလီဝေကျောင်းတော်ရဲ့ရောက်တာနဲ့မကရူအချိန်မဟုတ်လို့ရှိရင်တဟီယတ်ုလ်မစဂျစ်ဖတ်တဲ့အကျင့်မွေးတဲ့တဟီယတ်ုလ်မစဂျစ်ကြီးလိုက်ဂျွန်မာနေ့ကြလို့ရှိရင်အခုတော့ကျွန်တော်တို့ရှိမှာကဘာအစဉ်လာကြီးတစ်ခုဖြစ်နေလဲဆိုတော့ဘယံဘာလဲမသိဘယံတစ်ခုကကျွန်တော်တို့လည်းလှုပ်ခိုင်းတယ်ဘယံလှုပ်ပါကျွန်တော်မွတ်ဝလီကိုပြောတယ်ခင်ဗျာရံပါယံကလူတွေထိုင်ပြီးနဖလ်တွေဘာတွေဖတ်ပါစေဗျာနဖလ်တွေဖတ်ပါစေတစဘီဟာတ်ဖတ်ပါစေသူတို့ဆလာတုတစဘီဖတ်ပါစေဒီဘယံနားထောင်တဲ့အတွက်ဒီပိကြရာတွေနဖအဖေတွေအများကြီးလွတ်သွားပြီအဲ့တော့ရံပါယံကဘယံကိုခါလီထားလိုက်အမခေတွေးလိုက်မယ်ပလီတိုင်းရဲ့ဂောဘကဒီဘယံကိုဖရဒ်ဝါဂျစ်အစင်းလောက်ထားပြီးမဟောမနေရဆရာတပါးဒီဆရာမတနေရာခရီးလွန်နောက်တစ်ယောက်မရရအောင်ဖမ်းပြီးတော့ရအောင်ဟောခိုင်းကျွန်တော်တို့အဲ့လိုဖြစ်နေအမှန်တော့အင်တန်တန်ဖိုးရှိတဲ့တောက်ကြနေလို့နေမျိုးအချိန်မျိုးမှာနဝါဖီလ်ဆလာတုတစဘီဘာမှမဖိုင်တော့ပလီထဲမှာထိုင်ပြီးနဝိုက်တုဆွန်နတ်အလ်အီတကာဖ်အီတကာဖ်ရန်ဒီရထားတဲ့ပလီထဲဝင်တာနဲ့ခင်ဗျာအဲ့ဒါသတိတစ်ခုလောက်ပါပလီထဲဝင်တာနဲ့အခုခင်ဗျာထားလိုက်တော့ဆွန်နတ်နဝိုက်တုဆွန်နတ်အလ်အီတကာဖ်နောက်တော့15မိနစ်20နာရီဝက်ထိုင်စဘာပြနေမှာအဲ့တော့ဒီအစဉ်လာတွေကျွန်တော်တို့မှာကောင်းမြတ်တဲ့အစဉ်လာတွေဗောဒါလက်လွတ်ဆုံးရှုံးခြင်းမရှိသင့်ဘူးအမြဲတမ်းရှိနေအပ်တယ်အဲ့တော့ပြီးခဲ့တဲ့နောက်ဆုံးအပတ်ကကျွန်တော်ယဟူဒီတွေရဲ့အင်တန်ဆိုးကြိုးသူတို့ရဲ့အကျင့်ဆိုးတစ်ခုကိုကျွန်တော်တင်ပြခဲ့တယ်အဲ့ဒီပြီးခဲ့တဲ့နောက်ဆုံးရမ်ဇန်ရဲ့မြတ်မှာကျွန်တော်တင်ပြတာကိုကျွန်တော်နည်းနည်းလေးအကျိုးချုံးပြီးတင်ပြခြင်းတယ်ပြီးတော့ဒီကနေ့ဖတ်တဲ့အာယတ်တော်ကိုဆက်မယ်ဒီနေ့ဖတ်တဲ့အာယတ်တော်မှာလည်းပဲဒီဗနီအစ္စရာအီတို့ရဲ့သိုးသွမ်းမှုတစ်ခုကိုပဲထပ်ပြီးအလာရှင်မတခင်ကကျွန်တော်တို့ကိုအလင်းရအောင်ကျွန်တော်တို့ကိုပြန်ပြောင်းပြောထားတာအတော်ဆိုးတယ်ပြီးခဲ့တဲ့အာယတ်တော်တွေထဲမှာကျွန်တော်အစီရင်ခံတာမှတ်မိလိမ့်မယ်ဒီကနေ့ဂျာတူပယောဂအတတ်ပညာတွေဒုနည်း၎င်းမဲ့ဘေးဒင်းဆရာတွေသိနေတဲ့အကွယ်ကအချက်တွေအဲ့ဒီအချက်တွေနဲ့ပတ်သက်ပြီးဟဇရတ်အလ္လာမအစ်ဘ်ကစီရာမတ်တူလာအလိုင်ကဘာအမိန့်ရှိလဲဆိုရင်ဟဇရတ်ဆူလိုင်မန်အလိုင်ဆလမ်ခေအခါသမယကတဲ့ဂျင်နတ်နဲ့ရှယာတီင်းတွေဟာဘာလုပ်တယ်လဲဆိုလို့ရှိရင်ဟိုးဘိုးကောင်းငင်ပေါ်တက်ပြီးဖရစ်တာကောင်းငင်တမန်တွေအချင်းချင်းမရှဝရာလုပ်တာကိုခိုးနာထောင်တယ်ကုရ်အာန်ထဲမှာလည်းပါတယ်တခါလေခရတွေးလိုက်မဲ့ကျဲကျွေတကြသွားသလိုလိုတခါလေရိုးရိုးပေါက်တခါလေကျဲနဲ့မီးတော့မီးရှမ်းတခါလေမိုးကောက်ဆက်ဝိုင်းမှာမြင်လိုက်ရလိမ့်မယ်ကုရ်အာန်ကဆိုတာကဖရစ်တာကောင်းငင်တမန်တွေရဲ့ဒီစကားတွေသွားခိုးနားထောင်တဲ့ရှယာတီန်ကိုမီးတော့မီးရှမ်းနဲ့တောက်တာနောက်ကနေပြီးတော့ပေါက်လိုက်တာရှိုက်တန်ကလည်းတခါတည်းအလွတ်ရောင်းထွက်ပြေးတာအဲ့ဒီဖရစ်တာတွေရဲ့လူတွေရဲ့စာဝတ်နေရေးကျမ်းမာရေးသေရေးရှင်ရေးအစအစအရာရာအားလုံးကိုတိုင်ပင်ဆွေးနွေးနေကြတဲ့ဆုံးဖြတ်ချက်တွေချနေတာကိုရှိုက်တန်အီဘလစ်နဲ့ရှယာတီန်ဂျင်နတ်ကသွားခိုးနာထောင်တယ်ခိုးနာထောင်ပြီးပြန်လာတယ်ပြန်လာပြီးဘေးရင်ဆရာတွေသွားပြောပြတယ်ဘေးရင်ဆရာတွေကအဲ့ဒီအရာတွေကိုမှတ်တယ်အော်ဒီချိန်ဒီစစ်သားရာဒီနေရာမှာရှိရင်ဒီဆုံးဖြတ်ချက်သူတို့မှာနက္ခတ္တရာပညာတွေနဲ့အဲ့ဒီမှတ်သားချက်တွေမှတ်ထားတယ်မှတ်ထားပြီးတဲ့အခါကျအဲ့ဒီအခါသမယကဗနီအစ္စရာအီလူမျိုးတွေကဂျင်နတ်နဲ့ရှယာတီန်ဟာဒီအကွယ်ကစကားတွေကိုခိုးနားထောင်တာတွေကိုကြည့်ပြီးသူတို့ကဘာယူဆတယ်လဲဘာယုံကြည်သွားတယ်လဲဆိုရင်ဒီဂျင်နတ်နဲ့ရှယာတီန်ဟာတဲ့အကွယ်ကအချက်တွေမဂီဘတ်လို့ခေါ်တဲ့လူတွေမမြင်နိုင်မတွေ့နိုင်နဲ့မကြားနိုင်တဲ့အရာတွေကိုသူတို့ကြားတယ်မြင်တယ်ဆိုတဲ့အင်တာမာယွင်းတဲ့တွေးတောချက်တွေယုံကြည်ချက်တွေသူတို့နှလုံးသားထဲဆွဲသွားတယ်အဲ့တော့သူတို့ကဒါတွေကိုစာရန်ပြုစုထားပြီးမှတယောက်ကိုတယောက်လက်စစ်ကမ်းတော့ဟဇရတ်ဆူလိုင်မန်အလိုင်ဆလမ်ကဒါကိုသိသွားတယ်သိသွားတော့ဒါကတော့ရှရကီယာပဲဒါတွေကရှရစ်လုပ်ငန်းတွေပဲဆိုပြီးအဲ့ဒီစာရွက်စာတမ်းဒီအားလုံးသိမ့်တယ်သိမ့်ပြီးမိမိထိုင်တဲ့
तख्त सुलाइमानी हजरत सुलाइमान अलैहिस्सलाम ये पलिंदो ये औमा मेम्युक दजोरे अरी साया सारा ने आलो ऐ मेम्युक दजोरे अठे मा पारे साया सारा ने मा पारागा फरिश्ता कौंगी तमानी ये सोम्या चटी बेये मा बेलो सोम्या दे बेनी मा बेलो सोम्या दे दारी सोम्या चटी हजरत सुलाइमान अलैहिस्सलाम कोयलो अनैसा यौटो शैतान का शैतानी का बालक गलेसुए बनी इसराइल दी को लौसो बेरे सुलाइमान अलैहिस्सलाम ये ठाई ने पलिंदो ये औते दे मा हो ये नौगा अक्वे को ना ले रे पौकोरी अरे पौकोरी ये थारे ये ताजते शी नहीं रे अरे ये ताजते को वे अच्छे खामी हजरत सुलाइमान अलैहिस्सलाम का लूरे गो जिन तटवारे गो चंगे तरैसानी आलो लेगो बापचा मेलो औछौते सुरा दी जादू पयोगा अटन ने औछौतारे वहां नऊज़ु बिल्लाह नबी तमानो म्यामा महबूरे दी अल्लाह पे लाइटे नबी महबूरे दी सहलो खोरे जादू अटा पिन्याने मो अटा पिन्याने औछौखेरा और बनी इसराइल का अरी साया सादा ने तो टू जीरो अमान के बे सुलेमान अलैहिस्सलातु वस्सलाम ये ठाइने पलिंदो औकानी अरारी यारो अहोजी ठेमी डाहा सुरुशी है इम्तान तामोची रे यारी बे बनी इसराइल का अरी मासा ये सीरा दी पिन्या या टेगु तुरो टियाव ने टियाव पोचा रे तेयू रे सीबू रे सिंपवा तेनाने पे ये ने नौ सोमा तुरो या थारे जान फिटे तौरा जान को बा तुरो लल्लु सोंशों भी दी मो अटा पिन्या को अया युगे अरी अटा पिन्या ने दी टियाव ने टियाव लसिन काम तिंजाये पोछाये ने तमानमिया सल्लल्लाहु अलैहि वसल्लम के अखातमिया थी याउला रे तमानमिया सल्लल्लाहु अलैहि वसल्लम को टाउमा जंगे खैबर से बोए मा सही डगाऊं तुरोगा लसाओं के ने पेरे अरी सही थे मा असैती है बेलाई दे अरी सैता साबी तमानमिया सल्लल्लाहु अलैहि वसल्लम जादू अटप पिन्या ने प्यूजाजिन खाना यारे नौसों अक्वेलों ते सौना डोमा पयोगा प्यूजाजिन सुरे दी असर ने दी सूशा मुने ले तमानमिया सल्लल्लाहु अलैहि वसल्लम कोयलो नैसा याव द्वारे रो हजरत अल्लामा इब्न कसीर रहमतुल्लाह अलैहि यकीनोंगा ते प्या के बूरे अजाउनी जनो प्यान प्याउं प्यो लाई चिन फिट अरो दी लूरे हा अरी पयोगा अटा पिन्या ने ले लौ लाइक दे तौरा जाने मा तमानमिया सल्लल्लाहु अलैहि वसल्लम हा मन काने नबी तमानमिया फिटे ईमान युला या में सुरे दी टावें को उपेक्षा प्यू जा रहे प्यू भी तौरा चांग के तो मन काने चांग उड़ा उपेक्षा प्यू भी जादू पयोगा अटा पिन्यारी नाउ लाइके जा रे अरी नाउ मामा फरिश्ता कौंगे नपा हारूत ने मारूत को बाबिल सुरनिया मा अल्लाह का सेलुटे सेलुपी लूरे को जादू पयोगा ने मोजिजा सुरा बात क्वा छादले सुरा गोते बीरे अरी अखातमिया का लूरे रे मा जादू पयोगा अटा पिन्या मो अटा पिन्या ने तमानो म्याटे को छीमिए पेरे मोजिजा अल्लाह ये डगोरो रे मा बा छाना मुशी दले सुरे अति पिन्या लूरे मा मशीरो लूरे का जादू पयोगा अटा पिन्या को बे मोजिजा लुठे अरा नाउ अरी पौकोरे को इम्ता अठेंजी ठेंबी तुरो नाउ का कौ पाऊं लाइक रे असेला शी रे अरा जाऊं हारूत ने मारूत को अल्लाह का सेलो पी अल्लाह ये डगोरो सुरागा नबी तमानो म्याटे को छीमिए ना हरी सोनो कवेरो मो अटा पिन्यारो जादू पयोगा अटा पिन्या औला अठलाम पिन्या आलोंगा रो शैतान नेगा ये शैतान ने प्यूजारे अटा पिन्या बे अरा को फैछा तिया ले आओ सो भी हारूत ने मारूत सुरे फरिश्ता नपा को अल्लाह शिमत तकिंगा बाबिल सुरनिया को सेलु पिरो मेनो तुरो को तेंबेजा दी अटा पिन्या को लूरे को तेंबे ढाई में तुरो को तेंबेराई मा तिस्सा जगह सो भी तेंबे
فَيَتَعَلَّمُونَ مِنْهُمَا مَا يُفَرِّقُونَ بِهِ بَيْنَ الْمَرْءِ وَزَوْجِهِ အတတ်ပညာတွေသင်တဲ့နေရာမှာလင်နဲ့မယားကွဲအောင်ဘယ်လိုလုပ်ရတယ်လဲဆိုတဲ့အတတ်ပညာတွေပါသင်ပေးတယ်သင်ပေးရင်ဟာရုတ်နဲ့မာရုတ်ကဘာပြောတယ်လဲဆိုရင်မင်းတို့ကိုငါဒီအတတ်ပညာသင်ပေးတာဟာယာတုပယောကအတတ်ပညာနဲ့မောအကျဉ်းစာတကိုးတော့ဘယ်လိုခြားနာချက်ရှိတယ်ဆိုတာသင်ပေးခြင်းလို့သင်ပေးတာပဲအဲ့တော့ဒီပညာကိုအဟုတ်ကြီးမှတ်ပြီးတော့လူတွေဒုက္ခရလေအောင်လူတွေကိုအကျိုးနည်းရလေအောင်ဆိုပြီးမင်းတို့ပြုစားခြင်းမပြုကြနဲ့အကယ်၍ပြုစားမယ်ဆိုမင်းတို့ကာဖီဘဝရောက်သွားလိမ့်မယ်လို့ဓာတုပယောကအတတ်ပညာတွေသင်မပေးခင်သစ္စာစကားဆိုခဲ့တယ်ဟာရုတ်နဲ့မာရုတ်ကဒါပေမဲ့ဒီပညာတတ်ပြီးတဲ့နောက်ပိုင်းမှာလူတွေအကုန်ယုံကြည်ချက်ကောမိမိရဲ့ခံစားချက်ကာရက်တာအားလုံးသူ့ရဲ့အကျင့်သိက္ခာတွေအားလုံးပျက်စီးတာအဲ့ဒါကြောင့်မြတ်ကြားဘူးဗလားမသိဘူးဟဇရတ်မောလာနာမြတ်အဇဂရ်ဟူဆိုင်ဆာဘ်ရာဟ်မတ်တူလာအလိုင်မြတ်အဇဂရ်ဟူဆိုင်ဆာဘ်ရာဟ်မတ်တူလာအလိုင်ဆိုကျွန်တော်တို့မမွေးခင်ဘလထင်ကမြန်မာနိုင်ငံသွားလာသွားဘူးတယ်အခုတော့သူ့ရဲ့သားသူ့ရဲ့ညီရန်ကုန်လာသွားဘူးတယ်မောလာနာဘေလာရဲ့သားကမောလာနာခလီလ်ဟူဆိုင်လွန်ခဲ့တဲ့9နှစ်10နှစ်လောက်ကရန်ကုန်လာသွားတယ်အင်တမတာဝီဇာပညာမှာအမလီယတ်မှာထက်မြက်တဲ့ပုဂ္ဂိုလ်တွေဟဇရတ်မောလာနာမြတ်အဇဂရ်ဟူဆိုင်ဆာဘ်ရာဟ်မတ်တူလာအလိုင်ကသူဆုံးကနီးမှာဘာပြောသွားတယ်လဲဆိုရင်ဂျင်းတွေအားလုံးဂျင်းစိုးတွေကိုပလေးမှုတွေထဲထည့်ပြီးပိတ်ပြီးပြစ်ပလိုက်တာတဖန်ဒီကောင်လူဆိုဂျင်းစိုးတွေအားလုံးအဲ့လောက်ပိုင်တာဂျင်းကိုအဲ့လောက်နိုင်တာပလေးတဲ့ကိုဂျင်းကိုဖမ်းထဲတယ်ဘူးစုပိတ်တယ်ပိတ်ပြီးပင်လယ်ထဲမျောထားတာတစ်သက်လုံးလူတွေကိုဒုက္ခပေးလို့မရတော့အဲ့ဒီလောက်တတ်ဆွမ်းတဲ့ပုံဟဇရတ်မောလာနာမြတ်အဇဂရ်ဟူဆိုင်ဆာဘ်ရာဟ်မတ်တူလာအလိုင်ဟဇရတ်မုဖတီမာမူဒ်ဒါဝုဒ်ယူဆုဖ်ဆာဘ်ရာဟ်မတ်တူလာအလိုင်တို့4နှစ်5နှစ်သားအရွယ်ကရန်ကုန်ကြွလာဘူးလားကြာလာပြီအဲ့ဒီပုဂ္ဂိုလ်တစ်သက်လုံးအမလီယတ်အင်တန်ကြီးကျယ်တဲ့သူတော်စင်အင်တန်ကြီးကျယ်တာပတ်စံတပြားတစ်ချက်မှမယူဘဲနဲ့ဟလာဓာတုပယောကပြုစားခြင်းခံထားရတဲ့ပုဂ္ဂိုလ်တွေကိုရှေဖာရသွားအောင်ပျောက်ကင်းချမ်းသာရအောင်လုပ်ပေးတဲ့ပုဂ္ဂိုလ်အဲ့ဒီပုဂ္ဂိုလ်မသုံးခင်မှာဘာပြောသွားတယ်လဲဆိုရင်ဒီပညာနဲ့တဲ့ငါလူတွေတော့အလ်ဟမ်ဒူလ illah အကျိုးပြုခဲ့နိုင်တယ်ဒါပေမဲ့ဘာမှတိတ်အကျိုးမရှိလူတွေအကျိုးမဖြစ်နိုင်ဒီပညာရဲ့အကျိုးတွေဒီပြင်သာသနာလုပ်ငန်းတွေမှာရှိတဲ့အကျိုးခံစားချက်တွေနှစ်ခုရှင်လိုက်လို့ရှိရင်တဲ့အမလီယတ်လူတွေကိုအခုနပြူစားခြင်းခံထားရတဲ့ယောဂါတွေကိုကုတာတက်ကတခြားသာသနာလုပ်ငန်းတွေကပို့ပြီးတယောက်မှုရှိငါဒီအချိန်မှသိတာဒါပေမဲ့ပြန်လဲလို့မရတော့အဲ့ဒါကြောင့်ဟဇရတ်သာနီရာမတ်တူလာအလိုင်ကလည်းပဲသူ့ရဲ့မလ်ဖူဇ်တစ်ခုမှအမိန့်ရှိတယ်အမလီယတ်ဒီကနေ့ခေတ်အမလုပ်လို့ရှိရင်စာအုပ်တွေရှိတယ်နက်ဖ်ဆူလိုင်မာနီပါအများကြီးရှိတယ်အဲ့ဒီစာတွေဖတ်ပြီးခင်ဗျားကျင့်မယ်ဆိုလို့ရှိရင်လေခင်ဗျားကျင့်ပြီးမာနာမှုတ်တာဒူအာရေပေးတာအားလုံးခင်ဗျားလိုက်လုပ်နိုင်မယ်ဘာမှခက်တဲ့အလုပ်မဟုတ်ဘူးဒါပေမဲ့ဟဇရတ်သာနီရာမတ်တူလာအလိုင်ကမရှိတယ်ဒီအလုပ်ကိုလုပ်ခြင်းအပြင်အလ္လာဟ်နဲ့ဘန္တာကြားမှာရထားတဲ့နစ္စဘတ်အလ္လာဟ်နဲ့ဘန္တာနဲ့ရထားတဲ့ဆက်သွယ်မှုလုံးဝဆလ်ဆိုတာကလုံးဝရုပ်သိမ်းပလိုက်တယ်လားအလ္လာဟ်ပြန်ရုပ်သိမ်းပြတာအလ္လာဟ်နဲ့ဘန္တာနဲ့ဆက်သွယ်မှုရှိတယ်ဘာပဲဖြစ်ဖြစ်တမန်တော်မြတ်ဆလ္လာလ္လဟ်အလိုင်းကမင်းဖဏတ်တဲကြိုးပြရင်တောင်းအလ္လာဟ်စီတောင်းလို့ပြောတာဒီဘက်မှာဘလောက်ကြီးပဲအလ္လာဟ်ဝါလာဖြစ်ပါစေအမလီယတ်ဒီကျိုးရဲ့ဒီလက်ဖွဲ့ရဲ့ဒီစာဒိုပေစရဲ့ဒါလက်မောင်းချီတာရဲ့ဆွဲတာရဲ့ဘလောက်ကြီးပဲလူတယောက်ကခိုင်မာတဲ့ယုံကြည်ချက်ရှိပါစေနည်းနည်းတော့သူ့ထဲမှာခရာပြီးတော့ဝင်သွားမှာအဲ့ဒါကြောင့်ဟဇရတ်သာနီရာမတ်တူလာအလိုင်ကဒါကိုတားတယ်မလုပ်နဲ့အမလီယတ်မလုပ်ပါနဲ့ခင်ဗျအာမလီကုရ်အာနီတောင်ဟဇရတ်သာနီရာမတ်တူလာလည်းရေးခဲ့တာပဲအမလီယတ်ဒါပေမဲ့အဲ့ဒါလုံးမစားကောင်းဘူးလုံးမစားနဲ့ဘာဖြစ်သွားမလဲဆိုရင်အကြီးကျယ်ဆုံးသော
အလ္လာဟ်ရဲ့နေမတ်အလ္လာဟ်နဲ့မိမိနဲ့ဆက်သွယ်မှုစိတ်သုံးသွားမယ်ဆက်သွယ်မှုအဲ့ဒီတဲ့ကြီးကျယ်တဲ့ဆုံးရှုံးခြင်းဆိုတာတော့မရှိတော့အဲ့တော့ပြီးခဲ့တဲ့အပတ်ဒီမှာဟာရုနဲ့မာရုကဒီအမလီယတ်သားတင်ပေးတာဘာဖြစ်လို့တင်ပေးလဲလူတွေထဲမှာမိုးအကြီးစားဆိုတာဘာလဲဂျာဒူဆိုတာဘာလဲစီဟ်ဆိုတာဘာလဲအဲ့ဒါကိုခွဲသိအောင်တင်ပေးတာဒါပေမဲ့အားလုံးဇန်လျှောတာဒီပညာတင်ပြီးလင်းနဲ့မရမုန်းအောင်စီးပွားရေးတွေမကောင်းအောင်သူတစ်ပါးဆုံးရှုံးရလေအောင်နစ်နာလရလေအောင်ဒီပညာတတ်ပြီဆိုတာနဲ့လုပ်တော့တာဒါပေမဲ့हज़रत मुफ्ती शफी साहब रहमतुल्लाह अलैह का मारिफुल कुरान चैनल में अमन के लूड़े योगा देरी को अचो प्यूरे अनीने प्यू जिन लो अमन के कोसे को नहीं बीमा ये अमल को चें बीमा लूड़े को कौंजो पे में प्यूजा खंडा यार योगा देरी को शिफाया और लोग पे में पाइने रे लोग लो यार गाभी में मतलब क्या कौंजो साउथ इंडिया ही चीज़ हैသမုတ်တရားအောက်မှာပလဲလုံးများဟောအဲ့ဒါအမလီယတ်တော်ရောင်းကောင်းတယ်ဒါတွေမပိုင်ဘူးလားဆိုပိုင်တယ်လုတ်ပိုင်တယ်လုတ်လို့ရတယ်ဒါပေမဲ့ဒါဒူအာတွေပဲအဲ့မဲ့တမယိုးကြမွတ်စလင်တယောက်ဘယ်လိုကျင့်သုံးနမတ်ရိုဇာအလ္လာဟ်နဲ့ဆက်သွယ်မှုအလ္လာဟ်စီကတောင်းဒါပဲကောင်းတယ်မတော်တဆအဲ့ဒီကနေပြီးတော့လှုပ်ရှားတဲ့အဆင့်ရောက်သွားရင်တော့မကောင်းတော့အဲ့တော့ဒီဟာရုနဲ့မာရုကိုဆေလွတ်လိုက်တာကအလ္လာဟ်ကယူဝချက်တစ်ခုနဲ့ဆိုလွတ်တာလူတွေမို့အကျေစာနဲ့ဂျာဒူနဲ့မော်ဂျေစာမခွဲတတ်တော့မော်ဂျေစာဆိုတာအလ္လာဟ်ကချီးမြှင့်တဲ့နဗီတမန်တော်မြတ်တွေရဲ့လက်ကထွက်တဲ့တမယိုးကြမဟုတ်တဲ့တကိုးတော်တွေကိုမော်ဂျေစာလို့ခေါ်တယ်အလ္လာဟ်ကိုယ်တိုင်ချီးမြှင့်တာအလ္လာဟ်ရဲ့လုပ်ရပဲကုရ်အာန်ကျမ်းတော်မြတ်ထဲမှာဘဒရ်စစ်ပွဲနဲ့ပတ်သက်ပြီးလာထားတယ်ဝမာရမိုက်တာအစ်ရမိုက်တာဝလာကင်နല്ലാဟရမာဘဒရ်စစ်ပွဲမှာတမန်တော်မြတ်ဆလ္လာလဟ်အလัยဟိဝါစလမ်ကတဲတဆုပ်ကိုလက်ထဲမှာယူကျုံပြီးပက်တယ်ကာဖီတွေဘက်ကိုကုရ်အာန်ကဆိုတဲ့ဝမာရမိုက်တာမင်းပက်တာမဟုတ်ဘူးတဲ့အိုးတမန်တော်အတင်ပက်တာမဟုတ်ဘူးဝလာကင်နല്ലാဟရမာအမှန်တော့ဒီတဲထဲမှာကာဖီတိုင်းကာဖီရဲ့တိုင်းရဲ့မျက်စိနဲ့ဝင်သွားပြီးမှအားလုံးရှုံးနေသွားရတဲ့အကြောင်းရင်းဒီအလ္လာဟ်ရဲ့ဒီတကူတော်အမရမိုက်တာအစ္စရမိုက်တာမင်းပြစ်တုံးကမင်းပြစ်တာမဟုတ်ဘူးတဲ့ဝလာကင်နല്ലാဟ်ရမာအလ္လာဟ်ပြစ်ပေးတာအလ္လာဟ်ရဲ့တကူတော်ပဲဒီဂျာဒူပယောဂါကျတော့ရှိုက်တန်ရဲ့လောက်ရတယ်ရှိုက်တန်ရဲ့လောက်ရဟာလားရှစ်ဆိုတဲ့အလ္လာဟ်မကြိုက်တဲ့အလ္လာဟ်အယွန်ချဆုံးအမုန်းဆုံးသောသူ့ဖက်နိုင်ရှင်ကိုးကွယ်တဲ့စကလုံးမျိုးတွေကုဖရီယတ်အလ္လာဟ်ကိုညှင်းဆန်တဲ့စကလုံးတွေပြောပြီးရှိုက်တန်ဂျင်နတ်ကိုခွင့်လုပ်ပြီးဂျင်နတ်ကလုပ်ပေးတဲ့အရာတွေကိုဂျာဒူလို့ခေါ်တယ်စီဟ်လို့ခေါ်တယ်အဲ့ဒါတွေပြီးသွားပြီးတဲ့နောက်ပိုင်းမှာပြီးခဲ့တဲ့အပတ်ကကျွန်တော်ဟာရုနဲ့မာရုအကြောင်းလေးနည်းနည်းပြောပြတယ်Hazrat Maulana Idris Sahab Kandalawi रहमतुल्लाह अलैह का मारिफुल कुरान चैनल में तू ये मारिफुल कुरान चैनल में पीठे माले पे हजरत मौलाना हजरत अल्लामा इब्न कसीर रहमतुल्लाह अलैह का वाकया थी या लेगू नागू लौटे ब्याठा रे हजरत इदरीस अला नबीना वालैहि सलातु वस्सलाम के कार लूरे आमादे को मोकांगे को मा यू लाइट दे खा जरो फरिश्ता रेगा चीरे लूरे आमादे इम्तन सोयारा वे तयाव ने तयाव खाइयां डोदा फिटारे तयाव ये पिसी तयाव का अनाई थे लू यूरारे अदमा लू यूरारे जेना अमु कैसारे अयतेजा तौसामु कैसारे तफ्यमु कैसारे आलो शिरकियात कुफरियात आलो तारे को चीले देखा जा आमादे इम्तन सोवे दी लूरे अटो माइटे लूरे बेलो फरिश्ता रेगा अल्लाह को टाइटाने खा चलो अल्लाह शिमत देखेगा एरे तुरोट है मा लोभा ये मोहा ये डोदा ये तनाया गाये गारी आलो ना छीमे ठारे अरी लोभा मोहा डोदा तनाया गा को अचाउं खां भी दी अब्जेक्ट के तुरो चूलो ने जा शारा तुरोट है मा ज़याई का नखू शीरे फरिश्तारी है ज़याई ले शीरे तरेसानी है ज़याई ले शीरे यंबाया का तरेसानी है ज़याई का लोमोरे तुरो माजा रे यंबाया का
ဖရစ္စတာတွေရဲ့ဇယိုက်ကလွှမ်းမိုးတယ်မှန်ကြတယ်ကောင်းကြတယ်အဲ့တော့ဖရစ္စတာကောင်းကင်တမန်တွေကကျွန်တော်တို့သာလူပြည်လူလောကသာရောက်ရင်လည်းဒီကျူးလွန်မှုမျိုးတွေကျွန်တော်တို့ဘယ်တော့အခါမှလုပ်မှာမဟုတ်ဘူးကျူးလွန်မှာမဟုတ်ဘူးဆိုတော့အလ္လာဟ်ရှင်မတ်တခင်ကမဟုတ်ဘူးတဲ့မင်းတို့တဲမှာလည်းပဲဒီလောဘမောဟဒေါသတဏှာရာဂသာရှိသွားရင်မင်းတို့လည်းပဲကျူးလွန်ကြမှာကျွန်တော်တို့ဘယ်တော့မှမကျူးလွန်အဲ့ဒါဆိုရင်တဲ့ဒီလိုလို့မင်းတို့ထဲမှာအလိမ္မာဆုံးသစ္စာအရှိဆုံးငါကိုအီဘာဒတ်အလုံးဆုံးပုဂ္ဂိုလ်နှစ်ယောက်ကိုရွေးတဲ့အဲ့ဒီခေတ်အဲ့ဒီအခါသမ ्या ကဟာရုတ်နဲ့မာရုတ်အလိမ္မာဆုံးအဲ့တော့ဒီပုဂ္ဂိုလ်နှစ်ယောက်ကိုရွေးတယ်ရွေးပြီးမှလောဘမောဟဒေါသတဏှာရာကလူတွေထဲမှာရှိတဲ့ဒီစရိုက်ဆိုးတွေသူတို့ထည့်ပေးလေကဲစမ်းတော့မယ်လောဘရဲ့မောဟရဲ့ဒေါသရဲ့တဏှာရာကဒီနေ့ဖြစ်ပြနေတဲ့ပြဿနာသိုးသွားမှုတွေအားလုံးဟာဒီအချက်တွေပေါ်မှာပဲအခြေခံတာလောဘယုံနေမှာသွားကြည့်ပြဿနာတွေအများကြီးဖြစ်နေတယ်လောဘမောဟဒေါသအမျိုးသမီးကိုတလကွေးလိုက်ပြီဘယ်ပေါ်အခြေခံလဲဆိုဒေါသတဏှာရာကဇင်နာအမှုကိစ္စတွေအားလုံးဖြစ်နေဒီတဏှာပဲဒီတဏှာကိုအခြေခံပြီးတော့ခင်ဗျာဒီနေ့ညအမောင်ထဲမှာဆိုင်ပေါင်းစုံမှာလူစရိုက်ပေါင်းစုံကျူးလွန်နေကြဒီအချိန်ပဲအမောင်ရိတ်တန်းတာနဲ့အထက်ကနဖ်စီအမာရာကဆွပေးတယ်ပတ်စံကလည်းရွှင်တယ်အဲ့ဒီအမောင်ရိတ်ခိုပြီးမှဒုစရိုက်တွေအားလုံးကျူးလွန်နေကြတယ်အဲ့ဒါဘယ်ပေါ်မှာအခြေခံလဲဆိုတော့တဏှာရာကပရိစ္ဆာကောင်းကင်တမန်ကိုနှစ်ပါးစလုံးကိုလူအသွင်ဆောင်တယ်လူအသွင်ဆောင်ပြီးအလ္လာဟ်ကမိန့်တယ်မနဲ့သွားညနေပြန်အလ္လာဟ်ကကောင်းကင်တမန်နှစ်ပါးစလုံးကိုမနဲ့ကိုလူပြည်စင်းညနေကျရင်အစ္စမေအာဇမ်အလ္လာဟ်ရဲ့နာမတော်ကိုဖတ်လိုက်ရင်ဘိုးပေါ်ပြန်တက်မယ်မင်းတို့နှစ်ယောက်စလုံးရဲ့အလောက်ကလူတွေရဲ့ပြဿနာပေါင်းစုံနဲ့ပတ်သက်ပြီးမင်းတို့ကဖြေရှင်းပေးရမယ်တရားသူကြီးခန့်လိုက်လူပြည်ရောက်တဲ့အခါကျတော့တစ်လနှစ်လနေ့တိုင်းမနဲ့ရောက်တယ်လူတွေရဲ့အမှုတွေစစ်တယ်ဆေးတယ်အဲ့ဒါကိုတရားသဖြင့်ဆုံးဖြတ်ပေးတယ်ညနေကျရင်မိုးကောင်းကင်ပြန်တယ်တရက်ကျတော့အလ္လာဟ်ရှင်မတ်တခင်ကဟဇရတ်အလ္လာမာမောလာနာအီဒရီဆပ်ကန်ဒလဘီရဟမတုလာလိုက်ကမေ့ကြတော့ဇိုဟရာဆိုတာကျဲတလုံးကောင်းကင်ပေါ်မှာကျဲတွေအများကြီးရှိတယ်အဲ့ဒီကျဲတွေထဲမှာဇိုဟရာဆိုတာကျဲတလုံးရဲ့အမည်အဲ့ဒီကျဲကိုတဲ့လူအသင်ဖန်ဆင်းပေးလေအလ္လာဟ်ရှင်မတ်အယံလတဲ့မိန်းကလေးတယောက်အသွင်ဖန်ဆင်းပြီးဒီဖရစ္စတာကောင်းငင်နှစ်ပါးရဲ့ရှေ့ကိုသွတ်သွင်းပေးလိုက်တယ်ကိစ္စတစ်ခုလားတိုက်ဖရစ္စတာကောင်းငင်နှစ်ပါးစလုံးကကြည်ပြီးမှအင်တန်သဘောကျပြီးတောင်းဆိုတယ်မင်းကိုတို့နှစ်ယောက်စလုံးကနှစ်သက်တယ်ရှာတီလုံးမယ်အမျိုးသမီးကဘာပြောလဲဆိုရင်ကျမကတဲ့မုရှရစ်ကရှရစ်အလုပ်မကျူစီကိုးကွယ်တယ်မီးကိုးကွယ်တဲ့အမျိုးသမီးပဲမီးကိုကိုးကွယ်တစ်ချက်ကျမမှလင်ရှိတယ်အဲ့ဒီနှစ်ခုရှိပါလျက်နဲ့ရှင်တို့နဲ့ကျမဘယ်လိုလုပ်နီးစပ်မှုရရှိနိုင်လဲဘာသာမတူအိမ်တောင်ရှိအမျိုးသမီးအဲ့ဒါကိုနီးစပ်မှုရလိုတယ်ဆိုရင်တော့ဒီအချက်နှစ်ချက်ကိုကျူးလွန်ရလိမ့်မယ်တစ်ခုကရှင်းဘာသာဆိုကျမဘာသာတဲ့ဝင်ရှရစ်အလုပ်ကိုလုပ်ဒုတိယတစ်ချက်ကတော့ကျမယောက်ျားအရှင်လတ်တတ်သူတည်သွားရင်ကျမနဲ့ရှင်တို့နဲ့နီးစပ်သွားပြီတလနေတော့လေဒီအဖြေနောက်တစ်ခါပြန်လာတယ်ဒီအဖြေနောက်တစ်ခါပြန်လာတော့ဒီအဖြေပရိစ္ဆာတွေကစဉ်းစားတယ်ရှရစ်ဆိုတာအလ္လာဟ်ရှင်မတ်တခင်မကြိုက်ဆုံးသောအလုပ်ပဲလူတတ်တယ်ဆိုတာလည်းမကောင်းဆုံးသောအလုပ်ပဲမဖြစ်နိုင်ဘူးနောက်ဆုံးတော့အแทမှာရှိတဲ့တဏှာရာကအယံကြီးလုံဆိုတဲ့အခါကျတော့ကဲလူလဲအရက်လဲတောက်ခိုင်းတယ်အလုပ်သုံးခုလုပ်ခိုင်းတယ်အရက်တောက်ရမယ်ယောက်ျားတတ်ရမယ်ရှရစ်လုပ်ငန်းလုပ်ရမယ်အဲ့တော့သူတို့နှစ်ယောက်စလုံးကစဉ်းစားတယ်အရက်တောက်တာကတော့တိတ်ပြဿနာမရှိဘူးအရက်တောက်တာပြဿနာအများကြီးမရှိဘူးရှရစ်လုပ်တာပြဿနာအကြီးကြီးတရုတ်တယောက်တတ်တာအကြီးကြီးပြဿနာကြီးတယ်ဆိုတော့အရက်ပဲတောက်အရက်တောက်တယ်အရက်တောက်မှတော့
သူ့ရဲ့အကလကမရှိတော့ဘူးအဲ့ဒီအချိန်မှာယောက်ျားဖြစ်သူကိုတတ်တယ်မိလဲကိုးကွယ်တယ်အမျိုးသမီးနဲ့ဇင်နာလဲလုပ်တယ်ပြီးသွားတဲ့အခါကျတော့ဒီအမျိုးသမီးကသူတို့ရှိကနေပြီးတော့အစ္စမင်အာဇမ်တောင်းတယ်ခင်ဗျားတို့နှစ်ယောက်အစ္စမင်အာဇမ်အလ္လာဟ်ရဲ့နာမတော်ကိုဖတ်ပြီးမှမိုးကောင်းငင်ပြန်တက်တယ်ဆိုကျမအဲ့ဒီအစ္စမင်အာဇမ်လိုချင်တယ်အဲ့ဒီအစ္စမင်အာဇမ်ရတယ်မိုးကောင်းငင်ပေါ်တက်သွားတယ်ကျေတာယာဘဝပြန်ရောက်သွားတယ်လို့တဖ်ဆီရ်ပညာရှင်တွေကဆိုတယ်အဲ့တော့ဒီဖရစ်တာကောင်းငင်နှစ်ပါးကဖရစ်တာဘဝမှာမဟုတ်တော့ဘဲနဲ့လူဘဝရောက်သွားပြီးမှဒီအစမ်းတတ်ခြင်းကိုခံလိုက်ရတယ်အဲ့တော့ဒီဖြစ်ရပ်ကိုရေးပြီးမှHazrat Maulana Idris Sahab Kandhlawi Rahmatullah Alayhi ကဥလမာရဲ့အုပ်စုနှစ်စုကိုတင်ပြအုပ်စုနှစ်စုကွဲသွားတယ် Hazrat Allama Fakhruddin Razi Rahmatullah Alayhi နဲ့ Hazrat Allama Qazi Ayaz Rahmatullah Alayhi တို့ကဒီဖြစ်ရပ်ကတဲ့အချိန်မခံဘူးဒီရေးသားချက်တွေဒီအဆင့်ပြန်ချက်တွေမမှန်နိုင်ဘူးမဖြစ်နိုင်ဘူးလားပရိစတာတွေဘယ်လိုလုပ်ပြီးခုနအကုသို့ကျူးလွန်ပါမလဲမဖြစ်နိုင်တဲ့စကားဟုတ်ကျေတာယာကနေလူဘဝကိုလူအသွင်ဆောင်ပြီးမှဒီဖရစ်တာကောင်းကင်နှစ်ပါးစီကိုမိမ့်မချော်လေးဘဝနဲ့ရောက်လာတာဒါလည်းမဖြစ်နိုင်အခုလည်းအဲ့ဒီဖရစ်တာနှစ်ပါးကိုစကားကြံသွားတယ်ဒီဖရစ်တာနှစ်ပါးကိုအလ္လာဟ်ကမင်းတို့ကျူးလွန်လိုက်ပြီဆိုတော့ဇင်နာလဲလို့ရှရိကလဲလို့အရက်လဲတောက်ယောက်ျားလဲတတ်ဆိုတော့မင်းတို့ဘယ်စဇာနှစ်ခုပေးမယ်အာခိရတ်ရဲ့စဇာအာခိရတ်ရဲ့ပြစ်ဒဏ်ယူမလားလောကရဲ့ပြစ်ဒဏ်ယူမလားဆိုတော့လောကဆိုတာကဝမလ်ဟယာတုဒ်ဒုနီယာအီလာမတာအွန်ကလီလောကဆိုတာကတမဟုတ်ချင်းကုန်မဲ့အရာပဲသိမကြဘူးကုန်မှာအဲ့တော့ဒီအဇာဘ်ကလည်းလောကရဲ့အဇာဘ်ကလည်းသိမကြလိုက်ပါဘူးဆိုတော့လောကရဲ့အဇာဘ်ယူလိုက်တာကောင်းတယ်အလ္လာမHazrat Maulana Idris Sahab Kandhlawi Rahmatullah Alayhi ကဘာဘီလ်ဆိုတဲ့နေရာမှာတဲ့ရေတွင်းကြီးတွင်းရှိတယ်အဲ့ဒီမှာဒီပုဂ္ဂိုလ်ဟာရုတ်နဲ့မာရုတ်ကိုကောင်းအောက်ဆိုင်ချထားပြီးအဇပ်ပေးထားတယ် Hazrat Fakhruddin Razi Rahmatullah Alayhi နဲ့ Qazi Ayaz Rahmatullah Alayhi တို့ကမဖြစ်နိုင်ဘူးတဲ့ဒီဝါခိယာတစ်ဖက်မှာ Hazrat Mullah Ali Qari Rahmatullah Alayhi နဲ့ Hazrat Jalaluddin Suyuti Rahmatullah Alayhi တို့ကဖြစ်နိုင်တယ်riwayat တွေအများကြီး Allama Ibn Kathir Rahmatullah Alayhi တင်ပြထားတယ်အဆုံးမှာ Hazrat Shah Abdul Aziz Dehlavi Rahmatullah Alayhi ကဒီ riwayat တွေအားလုံးကအုံနောက်နဲ့စဉ်းစားရင်တော့မဖြစ်နိုင်တာတော့သိကြတယ်ဒါပေမဲ့ riwayat ကတစ်ခုမှမဟုတ်တာ riwayat ပေါင်းဆင့်ပြန်ချက်ပေါင်းမြောက်များစွာရှိတဲ့အခါကျခိုင်မာသွားပြီမီးလုံးတစ်လုံးနဲ့ထွန်းထားတယ်ဆိုရင်မိမ့်နေတာပေါ့မီးလုံးအလုံး100ထွန်းလိုက်ရောriwayat ကတစ်ခုတည်းမဟုတ်တော့ဘူးမြောက်များစွာသော riwayat တွေဆိုတော့တော်တော်ကြီးခိုင်သွားပြီမုတဝါတစ်ဆိုတာကမြောက်များစွာသော riwayat အဲ့ဒါကြောင့်သူတို့ကမောလာနာအီဒရစ်ကန်ဒလဗီရာဟ်မတ်တူလာလေရဲ့သူ့ရဲ့ရေးသားချက်တွေနဲ့လည်းဘာသိရလဲဆိုသူလည်းပဲဒီ riwayat ကိုလက်ခံခြင်းတဲ့သဘောရှိတယ်အလ္လာဟ်လုပ်ချင်ရင်အားလုံးလုပ်လို့ရတာပဲဖရစ်တာဘဝမဟုတ်တော့ဘူးလူဘဝပြောင်းပြစ်ပြီဒါလူတွေပညာပေးတာသူတို့ကိုပညာပေးတာအဲ့တော့ဒါမဖြစ်နိုင်ဘူးလို့တော့မဟုတ်ဘူးတဲ့ဖြစ်နိုင်ကြတော့ရှိတယ်riwayat တွေကွဲပြားနေအဲ့တော့ဗနီအစ္စရာအီလူမျိုးတွေဟာစင်ဆက်မပြဂျာတူပယောကအတတ်ပညာရဲ့နောက်ကိုဒီဇိုင်းမှလိုက်ခဲ့တယ်တစ်ချက်အဲ့ဒီနောက်ပိုင်းမှာမှဒီနေ့အာယတ်တော်မှာသူတို့ရဲ့သိုးသွားမှုနောက်တစ်ခုကိုအလ္လာဟ်ရှင်မြတ်တခင်ကမရှိတယ်။အိုးအီမန်တက်ဝင်ယုံကြည်သူအပေါင်းတို့တဲ့ဟာဒီဗနီအစ္စရာအီလူမျိုးတွေဟာအင်တာယုံမှာရက်ဆက်ကောက်ကျစ်ဆင်းလဲတဲ့လူတွေပဲ။သူတို့ရဲ့အပြောအဆိုသူတို့ရဲ့လေယူလေသိမ်းသူတို့ရဲ့စကားသူတို့ရဲ့ဒီသူတို့ပြောဆိုတဲ့စကားတွေကိုဘယ်တော့မှနောက်ကလိုက်မပြောနဲ့သူတို့ပြောဆိုတဲ့စကားတွေရဲ့အနက်အတိတ်တွေကတစ်မျိုးမင်းတို့ကတာမန်ရိုးသားတဲ့ပုဂ္ဂိုလ်ဒီနေရာမှာကုရ်အာန်ကျမ်းတော်မြတ်စလာတာဟာကျွန်တော်တို့ဆူရိုင်ဘကရာကစတာဒီနေရာရောက်ပြီးယာအယုအလ္လဒီနာအာမနူဒီယာစယာအယုအလ္လဒီနာအာမနူနဲ့ပတ်သက်ပြီးတဖ်ဆီရ်ပညာရှင်တွေအမိန့်ရှိတယ်ကုရ်အာန်ကျမ်းတော်မြတ်တအုပ်လုံးထဲမှာယာအယုအလ္လဒီနာအာမနူ88နေရာမှာရှိတယ်ယာအယုအလ္လဒီနာအာမနူ88နေရာမှာရှိတယ်
88နေရာသောနေရာပေါင်းများစွာမှာပထမဦးဆုံးနေရာပဲယာအယ္ယူဟလ်လဒီနာအာမနူဒီမှာစပြောအိုအီမန်တက်ဝင်ယုံကြည်သူအပေါင်းတို့Hazrat Maulana Taqi Sahab Usmani Maddazul Aliရဲ့Islahi Khutbat မှာ Tarbiyat Aulad की तरबियत ကလေးတွေကိုပြုစုပျိုးထောင်ခြင်းနဲ့ပတ်သက်ပြီးခေါင်းစဉ်တစ်ခုနဲ့ဟောကြားထားတဲ့ဟောကြားချက်တစ်ခုရှိအဲ့ဒီမှာ Hazrat Maulana Shabir Ahmad Usmani Rahmatullah Alayhi ရဲ့ဖြစ်ရပ်ကလေးတင်ပြဒီယာအယ္ယူဟလ်ဒီနာအာမနူအခြေခံပြီးပြောတာအိုအီမန်တက်ဝင်ယုံကြည်သူအပေါင်းတို့ဆိုတာကအလ္လာဟ်ကဓာတ်ရိုက်ဘသူ့ကိုပြောနေလဲဆိုအီမန်ချင်းတွေကိုပြောတာယခင်တုန်းကအွမ်မတ်တီတွေကိုအလ္လာဟ်ရှင်မြတ်ကအွမ်မတ်ကိုဓာတ်ရိုက်အမိန့်ပေးတာဓာတ်ရိုက်ဘုခါတပ်လောက်တာမရှိခဲ့ဘူးနဗီတမန်တော်မြတ်တွေကိုအမိန့်ပေးပြီးနဗီတမန်တော်မြတ်တွေကသစင်နောက်လိုက်အွမ်မတ်သားတွေကိုအမိန့်ပေးတဲ့အစဉ်လာရှိခဲ့တာဒါပေမဲ့ဒီအွမ်မတ်ရဲ့ထူးခြားချက်ကအလ္လာဟ်ကဒီအွမ်မတ်ကိုဓာတ်ရိုက်စကားပြောတာယာအယ္ယူဟလ်လဒီနာအာမနူအိုအီမန်တက်ဝင်ယုံကြည်သူအပေါင်းတို့တမန်တော်မြတ်ကိုကြားမခံတော့ဒီအာယတ်और हजरत मौलाना शबीर अहमद उस्मानी रहमतुल्लाह अलैहि से फियारो तक जाबू मारो मोबू पाकिस्तान नाइंगा वो लुल्ला ये या आऊं युगेरे आलिम पिन्या शिंजी म्यारे मा हजरत मौलाना शबीर अहमद उस्मानी रहमतुल्लाह अलैहि ले दबा अपावन फिटे हजरत मुफ्ती शफी साहब रहमतुल्लाह अलैहि मौलाना शबीर अहमद उस्मानी हजरत मौलाना जफर अहमद उस्मानी दीपक पूरे ले पारे चलो पाकिस्तान कराची याउटे हजरत मौलाना शबीर अहमद उस्मानी रहमतुल्लाह अलैहि कबर बैठे माजी ले जो टक दूरे माजी हजरत मौलाना शबीर अहमद उस्मानी रहमतुल्लाह अलैहि कबर कराची ये टक दूरे माजी अठिंगिया पौगो यो तामा कबर तामा म्यो मडाओ हजरत मौलाना शबीर अहमद उस्मानी रहमतुल्लाह अलैहि हदीस में इम्तान ची चेहरे मकाम असे इम्तान ची रे पौगो पे तू ये तारा रे मुस्लिम शरीफ या शरा अरबी लो फतहुल मुल्हिम लो शीरे अरा जाऊं शबीर अहमद उस्मानी रहमतुल्लाह अलैहि लकब नखुशी रे शेखुल इस्लाम तू को बलो खोजा ले तो शेखुल इस्लाम लकब तकू हजरत अल्लामा शबीर अहमद उस्मानी अल्लामा सुरा ऐन लाम मीम है अल्लामा अल्लामा सुरा अल्लुन तीरे पौगो आलिम सुरा तीदू अल्लामा अल्लुन तीदू मतीरा मशीहू अरे अल्लामा यहाँ अल्लामा जनोजी वाले अम्याई रे टरो को तटी शीरे अल्लुन तटी शीरे तटी गहरे अल्लामा मुफस्सिरुल कुरान अस्तगफिरुल्लाह अम्याई रे जनोजी मा अल्लामा ये अप्पू अरे जब जनोज सिया दखने हमें शीरे हजरत मौलाना बिन नौरी रहमतुल्लाह अलैहि मा नौका पौगोरे मा अल्लामा ये जी हाँ तयोदलो खंजाया है तयोरा अल्लामा सुरा तयोलाई डाबे में हजरत अल्लामा शबीर अहमद उस्मानी हजरत शेखुल इस्लाम तू ये लकब का नकू अल्लामा शेखुल इस्लाम नकू मैं तू निराई ईद उल फितर याव ये ने हजरत मुफ्ती शफी साहब रहमतुल्लाह अलैहि मीगे सी बोला मीगेंगा हजरत मौलाना शबीर अहमद उस्मानी ने बात टोदले सु मुमानी टोरे मामूये जनीबो हजरत मुफ्ती शफी साहब ये मीगेंदी हजरत मौलाना शबीर अहमद उस्मानी ये मुमानी टोरे मुमानी सो मामू जनीब मामू ये महिमा अफवाही जेने हजरत मुफ्ती तकी साहब उस्मानी वगैरह ये तुरो ये दादी बो तू को मेजी रे सियाजी का आरे डलो अतः युए चीमा मुफ्ती शफी साहब रहमतुल्लाह अलैहि मीगे ये ठंगो ईद ने राई च्वाला रा बाबिलो अतः जीवी ईद सुरा खलेरे लोग हाँ वो कौन सा ला रे वो भी हो टाइम समय डाउन ला मटाओ वो ईदी बे अरे खलेरे ये अजीम है मुफ्ती शफी साहब रहमतुल्लाह अलैहि मीगे ठंगो मौलाना शबीर अहमद उस्मानी तू ये लकब का अल्लामा शेखुल इस्लाम ये लकब लूराइंगा आलू वे खोरा तू ना बदबी अल्लामा तू ना बदबी शेखुल इस्लाम लो खोरा
ဒီပုဂ္ဂိုလ်မုဖတီရှဖီဆာဘ်ရာမတ်တူလာလေးရဲ့မိခင်စီရောက်ရင်တဲ့ဘာဖြစ်လို့လာရလဲဆိုတော့ तू ကမေးပြောပြကျွန်တော်လာရတဲ့အကြောင်းနှစ်ခုရှိတစ်ခုကတော့ Hazrat Mufti Shafi Sahib Rahmatullah Alayh ခေတ်ပြိုင်မယ် Mufti Shafi Sahib Rahmatullah Alayh ကကျွန်တော်ထင်တယ်လို့မောင်နာ Shafi Ahmad Usmani ရဲ့တဲ့ငယ်လဲငယ်မယ်အရာရပါအဲ့တော့ Mufti Shafi Sahib Rahmatullah Alayh နဲ့တွေ့ဖို့လဲလာတာအာလင်ပညာရှင်တစ်ပါးနဲ့အရေးတယူသွားပြီးတွေ့တယ်ဆိုတာအီဘာဒတ်ပဲအချက်နောက်တစ်ချက်ကဘာဖြစ်လို့လာတယ်လဲဆိုရင်တဲ့ကျွန်တော်ကိုကဘာတစ်ခုလုံးကရှိုက်ခွလ်အစ္စလာမ်လို့ခေါ်တယ်ကဘာတစ်ခုလုံးကကျွန်တော်ကိုအလ္လာမာလို့ခေါ်တယ်ဒါပေမဲ့မုဖတီရှဖီဆာဘ်ရာမတ်တူလာလေးရဲ့မိခင်ကကျွန်တော်ကိုဘယ်လိုခေါ်လဲဆိုဘေတာလို့ဘေတာဘလောက်ခေါ်တဲ့နေရာမှာလဲချိုမြိန်တယ်လဲကြားတဲ့နေရာမှာလဲဘလောက်အရသာရှိတယ်လဲအဲ့ဒီကျွန်တော်ကိုဘေတာလို့ခေါ်တဲ့အတန်ကိုနားထောင်ကြလို့လားကဘာကြီးတစ်ခုလုံးကရှိုက်ခွလ်အစ္စလာမ်လို့ခေါ်နေတာကျွန်တော်ဝေးမသာနဝေမချိုဘူးကဘာကြီးတစ်ခုလုံးကအလ္လာမာလို့ခေါ်တာကျွန်တော်ဝေးမသာဘူးနဝေမချိုဘူးကျွန်တော်ကိုဒီမူမာနီကဘေတာအလ္လာခွရှရလို့ပြောလိုက်တဲ့ဒီစကားရကကျွန်တော်အတွက်အင်မတန်နဝင်ချိုလို့ကျွန်တော်နှစ်စဉ်နှစ်တိုင်းဒီစကားကိုကြားခြင်းလို့ဒီကိုအရေးတယူလာပေါ်တော်ကြီးဆိုတာဒါစဒမ်နဲ့16မိုင်လောက်ဝေးတယ်အဝေးကျွန်တော်တို့ဘတ်ကားစီးရင်ရည်ရွယ်ပြီးတရေအိတ်တယ်ဘတ်ကားပေါ်မှာမီနီဘတ်ပေါ်မှာရည်ရွယ်ပြီးတော့တရေအိတ်တယ်တရေရရင်ဒါလုံးဖြစ်ရောက်တယ်16မိုင်ရွေးတယ်အဲ့ဒီနေရာကိုတကူးတကဘေတာလို့မွန်မာနီရဲ့ခေါ်တံကိုကြားခြင်းလို့ရောက်လာဘယ်တော့တန်ဖိုးထားလဲလူကြီးတွေရဲ့ပါဇက်ကထွက်တဲ့ဒီသွားဒီစကားရကလေးကိုအဲ့ဒီလူကြီးတွေဘယ်တော့တန်ဖိုးထားလဲကျွန်တော်တို့ရှေ့မှာဘေတာလို့အခွန်း1000ခေါ်လဲဘာမှနှလုံးသားထဲမှာခံစားဖို့မရှိကြောက်တယ်နှလုံးသားမို့ကြောက်ခဲမာနေပြီHazrat Mufti Taqi Sahib Usmani Madad Rari ka mein shi ya ayyuhal ladina amanu tama mumani tayaw ka tu tayaw ko beta lo khor ta balaw chho myian ma le phan sin shin Allah a shin myat takhin ka channor do ko ya ayyuhal ladina amanu o iman tat win yong ji tu apaung do balaw chit sia kaung balaw chho myian sia balaw nawin chho sia kaung de le Quran ye 88ခုသောနေရာမှာဒါပထမဦးဆုံးနေရာပဲအိုးအီမန်သက်ဝင်ယုံကြည်သူအပေါင်းတို့လာတကူလူရာအီနာယဟူဒီတွေပြောတဲ့ကဲ့သို့မင်းတို့ရာအီနာလို့မင်းတို့လိုက်မပြောနဲ့သူတို့ပြောတာကသူတို့ရဲ့ပြောတဲ့အဓိပ္ပာယ်သူတို့ပြောတဲ့ရည်ရွယ်ချက်သူတို့ရဲ့ပြောတဲ့သူတို့ရဲ့နှလုံးသားတွေကခံစားချက်ကတစ်မျိုးမင်းတို့ကတာမန်မင်းတို့ခံစားချက်ကတစ်မျိုးမတူဘူးတဲ့သူတို့ကယဟူဒီတွေကအစ္စရာနီစကားမင်းတို့ပြောတာကရာအီနာမင်းတို့ကအာရဘီလိုပြောတာသူတို့ကအစ္စရာနီလိုပြောတာအစ္စရာနီလိုပြောတဲ့စကားရမှာဘာသိရလဲဆိုယာအယူအလရာအီနာလို့တမန်တော်မြတ်ဆလောလ္လဟ်အလိုင်းဝါဆလမ်ကိုယဟူဒီတွေကပြောတယ်ရာအီနာရဲ့အဓိပ္ပာယ်ကအိုးဘေဝကူဖ်အင်နာလ illah ဝအင်နာအီလိုင်ရာအီနာဘေဝကူဖ်အိုးအတိညာမဲ့သူလို့ပြောတာအာရဘီမှာကျတော့ရာအီနာကျွန်တော်တို့ကိုမေတ္တာတရားချီးမြှင့်ပါကျွန်တော်တို့ကိုထောက်ထားပါညှာတာပါကျွန်တော်တို့ကိုထောက်ထားညှာတာမှုပြုပါတနာပါလို့အာရဘီကဆိုတာရာအီနာထောက်ထားပါညှာတာပါဒါပေမဲ့သူတို့ကဒီစကားကိုအစ္စရာနီဘက်ကိုယူသွားလိုက်တဲ့အခါကျတမန်တော်မြတ်ကိုစော်ကားတာရာအီနာအိုဘေဝကူဖ်နအူဇူဘီလာအလ္လာဟ်ကသိလိုက်အဲ့တော့ဒီယဟူဒီတွေကအိုးဘေဝကူဖ်လို့ပြောတယ်အဲ့ဒါကိုမိုမင်သူတော်စင်တွေကလည်းအဟုတ်ကြီးမှတ်ပြီးနောက်ကအာရဘီအတိုင်းလိုက်ပြောတယ်ရာအီနာအိုးပုဂ္ဂိုလ်ကျွန်တော်တို့တွေကိုညှာတာပါထောက်ထားပါလို့ပြောတာအမှအာရဘီလိုတော့ထောက်ထားပါညှာတာပါမှန်တယ်ဒါပေမဲ့ယဟူဒီတွေကအစ္စရာနီလို့ပြောတာအိုးဘေဝကူဖ်လို့ပြောတာမင်းတို့သူတို့ပြောသလိုလိုက်မပြောကြနဲ့သူတို့ပြောတဲ့အဓိပ္ပာယ်ကတစ်မျိုးမင်းတို့လိုက်ပြောတဲ့အဓိပ္ပာယ်ကတစ်မျိုးမင်းတို့ကထောက်ထားပါညှာတာပါလို့တမန်တော်မြတ်ဆလ္လာလာဟူအလိုင်ဝါဆလမ်ကိုပြောခြင်းတပဆိုလို့ရှိရင်ဝကူလူအွန်ဇွရနာလို့ပြောပါ
လာတကူလူရာအီနာဝကူလွန်ဇွရနာအွန်ဇွရနာကျွန်တော်တို့ကိုထောက်ထားပါညှာတာပါဆိုတဲ့ဒီစကားလုံးကိုပြောပါလှဲ့မရဘူးအွန်ဇွရနာလို့ပြောလိုက်ခြင်းအပြင်အစ္စရာနီလို့နောက်ထပ်အတိတ်ပဲတစ်မျိုးကောက်လို့မရအောင်အွန်ဇွရနာလို့ပြောလိုက်ပါရာအီနာလို့မပြောနဲ့ရာအီနာကိုနည်းနည်းလေးဆွဲပြောလို့ရှိရင်နောက်ထပ်အတိတ်ပဲတစ်မျိုးရရာအီနာအိုးနွားကြောင်သာဟောနွားကြောင်သားတမန်တော်မြတ်ဆလောလ္လဟ်အလိုင်းဝါဆလမ်ကိုနွားကြောင်သားလို့သမုတ်တယ်ယဟူဒီတွေကအချင်းချင်းပြန်ပြောတယ်တွေ့လားဟေ့ငါတို့ရဲ့ဒီလဲဝယ်မှုတို့ရဲ့ကောက်ကျစ်ဆင်းလဲမှုနဲ့တို့တမန်တော်မြတ်ကိုဟလာပုံပုံရှိုရှိုတောင်မဟုတ်ဘူးထင်းထင်းရှားရှားပဲတို့စော်ကားမော်ကားပြောနိုင်တဲ့အခြေအနေရောက်သွားပြီတို့တွေမကသေးဘူးမွတ်စလင်တွေပါလိုက်ပြောကုန်ပြီတွေ့လားဟာအချင်းချင်းသူတို့တွေအင်တန်ကျေနပ်နေတဲ့အခါကျဒီအာယတ်တော်ချပေးတာအလ္လာဟ်ရှိမြတ်တဲ့ကအိုးအီမန်သက်ဝင်ယုံကြည်သူအပေါင်းတို့မင်းတို့တွေယဟူဒီတွေပြောသလိုလိုက်မပြောနဲ့သူတို့ပြောနေတာအတိတ်ပဲတစ်မျိုးဖြစ်နေတယ်မင်းတို့ပြောခြင်းတပတ်ဆိုရင်အွန်ဇွရနာလို့ပြောအွန်ဇွရနာဆိုအိုးကိုတော့ကျွန်တော်တို့ကိုနည်းနည်းထောက်ထားပါညှာတာပါလို့ပြောအဲ့တော့ဒီအာယတ်တော်မှာပဲဘာတွေ့ရလဲဆိုတမန်တော်မြတ်ဆလ္လာလာဟူအလိုင်းဝါဆလမ်ကိုတိုက်ရိုက်ထင်ထင်ရှားရှားစော်ကားခြင်းဒီမှာမရှိတဲ့ဝလီလ်ကာဖီရီနာအဇာဘွန်အလီတမန်တော်မြတ်ကိုစော်ကားတာနှမျိုးရှိတိုက်ရိုက်စော်ကားထင်ထင်ရှားရှားတမန်တော်မြတ်ကိုသမုတ်တာဆလမာရရှဒီဆိုတာဒီနေ့ဒီအပြင်ထွက်မရသေးဘူးအင်္ဂလန်ကနေအပြင်မလာနိုင်သေးဘူးသူနဲ့ပတ်သက်ပြီးဆွေကြီးကအီရန်နိုင်ငံကပထမအဦးဆုံးကြေညာတာပထမအဦးဆုံးသူတို့ကြေညာဒိမတ်ကကာတွန်းဆရာနောက်မှပေါ်လာတမန်တော်မြတ်ဆလ္လာလာဟူအလိုင်းဝါဆလမ်ကိုစော်ကားတဲ့ဒီကောင်တွေနဲ့ပတ်သက်ပြီးဒီလူယုံမာတွေနဲ့ပတ်သက်ပြီးအီရန်နိုင်ငံကပထမဦးဆုံးဒီကောင်တွေတတ်နိုင်တဲ့ကောင်ဖမ်းနိုင်တဲ့ကောင်ဒေါ်လာဘယ်နှတန်းထပ်ပြီးတော့စုကြီးကြေညာလိုက်သေးတယ်ဆလမာရာဂျီနဲ့ပတ်သက်ပြီးခုတည်းအောင်ဒီကောင်အပြည့်ထွက်မလာနိုင်ဘူးမထွက်ရသေးဘူးဘယ်နိုင်ငံမှမလာရဘူးဒီနေ့ဒီ UK ကသူ့ကို UK နိုင်ငံကသူ့ကိုပတ်ပိုးထားတယ်ကူညီထားတယ်လုံခြုံမှုချင်းမြင့်ထားတယ်သူ့ကိုတမန်တော်မြတ်ဆလောလ္လဟ်အလိုင်းဝါဆလမ်နဲ့ပတ်သက်ပြီးအလ္လာဟ်ကမိန့်တာဝလီလ်ကာဖီရီနာတမန်တော်မြတ်ကိုထင်းထင်းရှားရှားတော်၎င်းတိုက်ရိုက်တော်၎င်းတွဲဝိုက်သောနီးနဲ့တော်၎င်းစော်ကားပြီဆိုရင်တဲ့ကာဖီရ်ပဲအဲ့ဒီကာဖီရ်များနဲ့ပတ်သက်ပြီးဝလီလ်ကာဖီရီနာအဇာဘွန်အလီအင်တန်နာကျင်တဲ့ဒုက္ခကိုပေးမယ်အဇာပြစ်တာမျိုးအလ္လာဟ်ကပေးမယ်သူတို့စင်ပေါင်းတို့ခင်ဗျာအဲ့တော့ယဟူဒီတွေကတမန်တော်မြတ်ဆလ္လာလာဟူအလိုင်းဝါဆလမ်ကိုတွဲဝိုက်သောနီးနဲ့စော်ကားHazrat Abdullah bin Mas'ud radiyallahu ta'ala anhu ထံကိုပုဂ္ဂိုလ်တယောက်ရောက်လာတယ် Abdullah bin Mas'ud ကိုလျှောက်ထားတယ် Ya ibn Mas'ud အို Abdullah bin Mas'ud တဲ့ကျွန်တော်ကိုဆုံးမစကားလေးတစ်ခုချင်းမြတ်ပါလူကြီးကလူငယ်ကလူကြီးစီကဆုံးမစကားတောင်းလေတောင်းတာရှိတဲ့အစဉ်အလာအမြဲရှိတယ်ကျွန်တော်ထဲကပုဂ္ဂိုလ်တယောက်က Hazrat Maulana Taqi Sahib ကိုဆုံးမစကားရေးခိုင်းတယ်Hazrat တဲ့ကျွန်တော်ဆုံးမပါဆိုမောင်လာတကိဆပ်ကဆုံးမလိုက်လေဆိုလို့ရှိရင်မောင်လာတကိဆပ်ရဲ့ဆုံးမတဲ့အချက်ကသူကဆုံးမခိုင်းတာဆုံးမခိုင်းတဲ့အခါကျဆုံးမချက်ကလေးကျွန်တော်ကားတဲ့ခင်ဗျာဆုံးမခိုင်းလို့သာဆုံးမရမှာကျွန်တော်ကိုယ်တိုင်တဦးတယောက်ရဲ့အဆုံးအမကိုခံယူလိုတဲ့ပုဂ္ဂိုလ်တယောက်မောင်လာကဘာဆုံးမလဲဆို जिंदगी के लम्हात बड़े कीमती हैं जिंदगी के लम्हात बड़े कीमती हैंကျွန်တော်တို့ဖြတ်တန်းနေတဲ့ကုံဆုံးနေတဲ့ဒီအချိန်တွေဒီစက္ကန့်တွေဒီနာရီတွေဒီမိနစ်တွေဒီနာရီတွေတန်ဖိုးမဖြတ်နိုင်တဲ့အချိန်တွေပဲတဲ့အဲ့ဒါကိုအင်တန်မှပဲစင်စင်ကျင်ကျင်နဲ့ဒီအချိန်တွေကိုအသုံးချဒီအချိန်တွေကိုစင်စင်ကျင်ကျင်နဲ့အသုံးချပါဆိုတော့ဘာပြောလဲဆိုအချက်နှစ်ချက်လို့ဒီအချိန်တွေကိုအလ္လာဟ်ကြိုက်နှစ်သက်တဲ့နေရာတွေမှာပဲအသုံးချပါအလ္လာဟ်မတစ်သက်တဲ့နေရာတွေမှာဒီအချိန်တွေကိုအလင်းအသုံးမပြုပါये मेरी नसीहत इम्तिहान कौन है ज़िंदा तो नसीहत अब्दुल्ला बिन मसूद ये नसीहत ना मापियो जनोटे हाफिज सईद साहब ओ टिया टला मानी रे हजरत मौलाना अब्दुल माजिद दरियाबादी तफसीर माजिदी ख्यालो चाबुले में मौलाना अब्दुल माजिद दरियाबादी
Siddiqi editor Hazrat Thanvi rahmatullah alayhi sohbat ma negere pugu Ari pugu siyo saaye biro chano ko soma balu hafiz sahab ka saaye ro Hazrat Maulana Abdul Majid Daryabadi rahmatullah alayhi ka baat ya ye le suni Quran chano miya ye ayat aur dabai poma chin taung ko chano ma pyo bu re Quran chano miya ye apai tawa poma khayan chin taung ye to bi re Ya ayyuhalladhina amanu taqullaha haqqa tuqatih ara ma pyo chema apai dabai jan di re wala tamutunna illa wa antum muslimun Ve achini ma ve shi muslim bawa ma shi Barobe te muslim lo te wala tamutun illa wa antum muslimun barobe te muslim bawa ma te kwa re to bi meo ayat to dabai po ma amal lo bu ma pyo bu ayat to apai web po ma be amal lo bu nga pyo lai Maulana Abdul Majid Daryabadi ye nasihat di amyayi be Hazrat Abdullah bin Mas'ud radiyallahu ta'ala ne nasihat dima o kutiyaw ka khaza wen bi o Abdullah bin Mas'ud ta chano ko soma ba suro Abdullah bin Mas'ud ka ba soma le so Quran chano mya phat pi so yin ya ayyuhalladhina amanu lo achai maung mya swa la lai me ari ya ayyuhalladhina amanu la dai min ye ayong ko along Allah bek ko le lai ba Sakhu ayong, acha ayong, amye ayong, along nalong da ya dakawa, pwen bi Allah bhai ko leba. Allah ka main ko daiyai pyo ni bi. Allah ka daiyai. Ya ayyuhalladhina amanu. Ara khanza ji ba. Khanza jet ne. Allah bhai ko ahong ne. Gayu sai mu ahong ne Allah bhai ko leba re. Ya ayyuhalladhina amanu la dai. Hazrat Abdullah bin Mas'ud radiyallahu ta'ala shega pouku ko ya ayyuhalladhina amanu ne patta bi soma Dora sen baw no khmya achain doro lin twa bi chano khana lo pyo da dame lame appa ko chano mei twa ma cholo lame appa ko chano ma upload ba chano tayet atwet mo le myan twa lai nika takku twa ko shi lo lame appa chutti lame appa ko chutti tafsir se mashi ba ye be ba Now apa inshallah taala yan set me shey ma Allah shin mat tekin ma yawaddul ladina kafaru ari pyo tha de le sura ho chano asiyan kha ma phit ba de Allah shin mat tekin chano de aalong ko Quran chano mya ye anit tara de yashi khansa bi mya wi khansa nain ne swa mya shin mya pitara ro ba si wa akhiru da'wana alhamdulillahi rabbil alamin Allahumma salli ala sayyidina Muhammadin an-nabiyil ummi وآله وأصحابه وسلم تسليما اللهم أرنا الحق حقا وارزقنا اتباعه وأرنا الباطل باطلا وارزقنا اجتنابه وأحينا ما أحييتنا على السنة والجماعة وأمتنا إذا توفيتنا على الإيمان والشهادة اللهم كل خير لكل مسلم ومسلمة اللهم إنا نعوذ بك من الفتن ما ظهر منها وما بطن اللهم أحيي الدين كله في العالم كله ربنا آتنا في الدنيا حسنة وفي الآخرة حسنة وقنا عذاب النار ربنا لا تزغ قلوبنا بعد إذ هديتنا وهب لنا من لدنك رحمة إنك أنت الوهاب وصلى الله تعالى وسلم على خير خلقه محمد وآله وأصحابه أجمعين الحمد لله رب العالمين